custom jam ပေါ့ကိုယ့်ရဲ့ကိုယ်ပိုင် agent ကလေးတစ်ခုလောက်တော့မယ်ဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ Gemini ကိုတွားလိုက်တယ်ဒီ Gemini page ကိုတွားလိုက်တယ်ပြီးရင် Gemini page ရောက်ပြီဆိုလို့ရှိရင်ဒီဘက်ဘက်က menu လေးကိုနှိပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ my jam ဆိုပြီးတော့မှရောက်သွားတယ်အဲရောက်သွားတဲ့အထဲမှာ create a new jam ဆိုပြီးတော့မှလောက်လိုက်မယ်ဆိုလို့ရှိရင်ကြတော့ဒီနေရာလေးမှာတွေ့ရလိမ့်မယ်အဲ့မှာသူကဒီ new jam ဆိုပြီးတော့ပြပြီပေါ့နော်အဲ့မှာဆိုရင်သူကဘာပါလဲဆိုလို့ရှိရင်ဒီ agent လေးရဲ့ name ပါမယ် description ပေါ့ဒါကဘာလုပ်တာလဲဆိုတာလေးရဲ့ပြီးရင် instruction ပေါ့ကျွန်တော်တို့ AI ခေါ်နေနေဆို prompt ပေါ့ဒီ AI ရဲ့အဓိကအလုပ်လုပ်ရမယ့်အချက်တွေကဘာလဲပြီးရင်နောက်တစ်ခုကကြာဘာလဲဆိုလို့ရှိရင် knowledge သူသိရမယ့် knowledge ကပါလဲအဲ့တော့ကို build လုပ်မယ် agent ရဲ့အမျိုးအစားပေါ်မှာမူတည်ပြီးတော့မှသူသိရမယ် knowledge ကကွာခြားတယ်အဲ့တော့ကျွန်တော်တို့ပထမဦးဆုံး build လုပ်တော့မယ်ဆိုလို့ရှိရင်ကကြတော့နာမည်ကကြတော့ကိုကသိစေချင်လို့ပေးလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာ example တစ်ခုအနေနဲ့ဗာပေးလိုက်မလဲဆိုလို့ရှိရင် HR resume screener ပေါ့အဲ့တော့ဒီကိုစီကိုလာပြီးတော့မှအလုပ်လျှောက်တဲ့သူတွေရဲ့ resume တွေကို CV တွေကိုတေးသေးချာချာ screen လုပ်မယ်ပေါ့အဲ့တော့ကိုကအများကြီးရှိတယ်အဲ့ resume အများကြီးကိုဒီ agent လေးကို screen လုပ်ခိုင်းမယ်အဲ့တော့သူ့ရဲ့ description အနေနဲ့ကျွန်မပေးလိုက်တယ်ဒီဟာက internet သုံးမှာဖြစ်တဲ့ internet သုံးမဲ့ AI assistant လေးဒီ HR နဲ့ recruitment team တွေအတွက်ကိုသုံးမဲ့အရာလေးအဲ့တော့သူ့ရဲ့ instruction ကိုကျမတို့ကဘာလုပ်ရလဲဆိုလို့ရှိရင် prompt ကောင်းကောင်းတော့ရေးရတယ်အဲ့တော့သူလုပ်ရမယ့်အချက်တွေကဘာတွေလဲပေါ့နော်ဥပမာကိုကဒီ resume ကို screen လုပ်ချင်တယ်ဆိုလို့ရှိရင်ကျတော့တာမန်လောက်ပဲနင့်ရဲ့ objective ကတော့ resume screen လုပ်ဖို့လိုပြီးတော့မလဲရေးလို့ရတယ်ဒါပေမဲ့လေကျမတို့က prompt ကိုကောင်းကောင်းရေးနိုင်တယ်လောက်တော့သူကပို့ပြီးတော့ကောင်းကောင်းလုပ်နိုင်တယ်အဲ့တော့ကိုလိုချင်တဲ့အချက်တွေလုပ်ရမယ် step by step တွေပြီးတော့လို့ရှိရင် output ကိုတော့ဘယ်လိုပေးပါပေါ့ဥပမာဒီသူက resume screener ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ resume တွေကနေပြီးတော့မှ top ဘယ်နှစ်ယောက်ကိုရွေးပေးပါပေါ့အဲ့ top ဘယ်နှစ်ယောက်ထဲမှာလဲဘယ်သူဘယ်လောက် rating နေနဲ့ပေးပါဆိုပြီးတော့မှကိုက specific ဖြစ်နိုင်တယ်လို့သူကပို့ပြီးတော့မှကောင်းကောင်းလုပ်နိုင်တယ်အဲ့တော့နောက်တစ်ခုကကြာပါလဲဆိုလို့ရှိရင် knowledge အဲ့တော့ knowledge ဆိုလို့ရှိရင်ကျတော့ကျွန်မဒီမှာ base လုပ်တဲ့ agent ကကျတော့သူကဘာလုပ်ရမှာလဲဆိုလို့ရှိရင်သူသိရမယ့်အရာကဘာတွေလဲဆိုလို့ရှိရင်ဒီ resume တွေဒီ data တွေသူသိရမှာအဲ့အတွက်ကြောင့်မို့လို့သူ့ကိုသွားပြီးတော့မှပေးရမယ် knowledge ကကြတော့ screening လုပ်ခိုင်းမယ် resume တွေကိုသူ့ကိုပေးရမှာအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကတော့ free ဒီကိုယ့်ရဲ့ Google account နဲ့ကနေဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ file 10ခုပေါ့နော်အဲ့တော့ပဲလုပ်လို့ရမယ်ပြီးအဲ့ file 10ခုကလည်းတခါတည်းအများတန်း one time လေးလုပ်လို့ရတယ်လို့နောက်တစ်ခုကဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကြတော့ကိုကဒီကိုယ့်ရဲ့ Google Drive ထဲမှာ folder တစ်ခုစောက်ထားပြီးတော့မှအဲ့ဒီ folder ထဲမှာကိုကသွားပြီးတော့မှကို screen လုပ်ချင်တဲ့ CV ပေါ့နော်ဒီ free version ထဲမှာတော့10ခုလောက်ရတယ် free version ထဲမှာတော့10ခုလောက်ရတယ်လို့အဲ့10ခုလောက်ကိုကသွားပြီးတော့မှပြစ်ထည့်ထားလို့ရတယ်ပြစ်ထည့်ပြီးတော့မှကိုကတစ်ခေါက်လှုပ်ချင်တိုင်းမှာဒီမှာသွားပြီးတော့မှသူ့ကိုမေးလို့ရတယ်အဲ့တော့ဒီမှာအားလုံးကျမတို့ကဒီ agent လေးအတွက်ကိုname လည်းပေးပြီးသွားပြီသူ့ရဲ့ description လည်းပေးပြီးသွားပြီသူလုပ်ရမယ့် instruction ကိုလည်းတေချာပေးပြီးသွားပြီ knowledge ကလည်းknowledge ကအများနဲ့ပေးနေဖို့လိုလားဆိုလို့ရှိရင်ကြတော့မလိုဘူးဘာလို့လဲဆိုရင်သူကတချို့ agent တွေက knowledge ရှိစရာမလိုဘူးဒီသူ့ရဲ့ text နဲ့တင်အဆင်ပြေတယ်တချို့ agent တွေကတော့သူ့ကို knowledge မဖြစ်မနေပေးရတယ်ဥပမာဆိုလို့ရှိရင်သူကfinance နဲ့ပတ်သက်တဲ့ knowledge ရှိရမယ်လို့ပြီး HR နဲ့ပတ်သက်တဲ့ knowledge ရှိရမယ်လို့အဲ့ဒါဆိုလို့ရှိရင်လည်းသူကဥပမာသူက consultant ပေါ့နော် coach လုပ်မဲ့သူဆိုလို့ရှိရင်လည်းသူက coach နဲ့ပတ်သက်တဲ့ knowledge ရှိရမယ်အဲ့ဒါဆိုလို့ရှိရင်တော့သူသိရမယ့် knowledge တွေကျွန်တော်တို့ထည့်ထားပေးဖို့လိုတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဥပမာကိုယ့်ရဲ့ social media အတွက်ကို content တွေရေးပေးတဲ့social media content creator တယောက်လိုချင်တယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ကျတော့ဒီ knowledge ကမဖြစ်မနေမလိုဘူးဒါပေမဲ့ကိုထည့်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ specific business အတွက်ဆိုလို့ရှိရင်တော့ကိုကဘာပေးလို့ရလဲဆိုလို့ရှိရင် okay ဒီ specific business အတွက်ကိုလုပ်မဲ့social media content creator လေးပေါ့အဲ့လိုမျိုးလေးဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့လိုအပ်တဲ့ agent ပေါ်မှာ requirement ပေါ်မှာမူတည်ပြီးတော့မှကျမတို့ကပေးလို့ရတယ်ပေါ့နော်အဲ့လိုလုပ်ချင်းအဖြစ်ဘာဖြစ်လဲဆိုခုန generative AI လိုမျိုးတစ်ခုပြီးတစ်ခုကိုသွားပြီးတော့မှလုပ်နေကြရမလို့ပဲနဲ့ကိုအမြဲတမ်းထပ်ခါလုပ်မဲ့အလုပ်ကိုဒီနေရာမှာတက်ခွဲထားခြင်းအဖြစ်ဒါလေးကကိုယ့်ရဲ့ assistant အနေနဲ့ကိုအမြဲတမ်းသုံးလို့အဲ့တော့ဒါနဲ့ပတ်သက်တဲ့အလုပ်တစ်ခုရှိတိုင်းအဲ့တော့ကျမတို့ကအကုန်လုံးကို custom gen လုပ်နေမှာလားဆိုလို့ရှိရင်အကုန်လုံး customize လုပ်နေမှာလားဆိုမဟုတ်ဘူးကိုကအမြဲတမ်း repetitive လုပ်နေတဲ့အလုပ်သူ့ကိုလည်း consistently လုပ်စေချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးတက်လေးခွဲထားခြင်းအဖြစ်ဘာလုပ်ပေးလဲဆိုလို့ရှိရင်ကြတော့သူ့ရဲ့ performance က consistent ဖြစ်တယ်အဲ့တော့ကျမတို့ရဲ့ data နဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့မှဒါပေမဲ့သူ့ရဲ့လုပ်တဲ့သူ့ရဲ့ skills နဲ့သူ့ရဲ့ knowledge ကတော့အမြဲတမ်း consistent ဖြစ်နေတဲ့အတွက်ကြောင့်တော်တော်လေးကိုမှအသုံးဝင်နေပေါ့နော်အဲ့ပြီးရင်လုံးဝစောက်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ဘာသုံးလို့ရလဲဆိုလို့ရှိရင်ပုံမှန်ကျမတို့ generative AI မှာသုံးသလိုမျိုးသူ့ကို
ပေးပြီးတော့ပေါ့နော်ဥပမာဒါကတော့ तू က resume screener ဖြစ်တဲ့ကြောင့်မလို့ဒီ resume တွေကို screen လုပ်ပေးပါဆိုပြီးတော့မှသူ့ကိုပြောလိုက်တယ်ဆိုလို့ရှိရင် तू analysis တွေပေးတယ်ပြီးသွားလို့ရှိရင်ကိုကလိုချင်တဲ့ output ပုံစံပေးထားတယ်ဆိုလို့ရှိရင်လေ तू ကအဲ့လိုချင်တဲ့ output ပုံစံအတိုင်းကို तू တေချာလုပ်ပေးတယ်ပေါ့နော်အဲ့ဒါကတော့ဒီ custom gen လေးနဲ့ကိုယ်ပိုင် AI agent လေးပေါ့နော် AI assistant လေးစောက်လို့ရတယ်ဆိုတဲ့ပုံစံပါပဲကျေးဇူးအများကြီးတင်ပါ